ခင်ဗျားတို့ဒီ social media မှာကျွန်တော်နေ့တိုင်းမတွေ့တော့ဘူးဆိုရင်ဒီဇေဇေတို့ရှင်းတယ်လို့ခင်ဗျားတို့မှတ်လိုက်ကျွန်တော်အဲ့အကြောင်းလည်းကျွန်တော်ရှင်းနေလို့ကျွန်တော်ကိုဒီအရှိဟိုးရင်တွေကနားလည်ခဲ့တဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်နည်းနည်းအမြင်ဆောင်လာတဲ့လူတွေကျွန်တော်တွေ့နေရတယ်ဘာကြောင့်လဲသိလားကျွန်တော်သိတယ်ကျွန်တော်လုံနေရတယ်နည်းနည်းဘောင်ကျော်လာတယ်ကျွန်တော်နိုင်ငံရေးလည်းဝင်ပြောရင်ပြောတယ်မဆိုင်တာလည်းဝင်ပြောရင်ပြောတယ်တမင်တကာကျွန်တော်ပြောနေတာကျွန်တော်ဒီလိုမှမပြောရင်ကျွန်တော်အရှင်းခံရမှာကျွန်တော်ဒီလူကြားတွေထဲမှာကျွန်တော်ဒီခင်ဗျားတို့ဒီ social media မှာကျွန်တော်နေ့တိုင်းမတွေ့တော့ဘူးဆိုရင်ဒီဇေဇေတို့ရှင်းတယ်လို့ခင်ဗျားတို့မှတ်လိုက်အဲ့လိုပဲခေါင်းထဲမှာအသိမှတ်တာကျွန်တော်ဒီဗီဒီယိုဖိုင်ခင်ဗျားတို့စိတ်လို့တာကျွန်တော်ဒီရုံးနဲ့ကျွန်တော်ဒါခင်ဗျားတို့တက်တည်ခံချက်ထွက်ထားလို့ခင်ဗျားမှတ်လိုက်ကျွန်တော်ဒီ social media ပေါ်မှာမပေါ်လာတော့ပဲပျောက်သွားတယ်ဆိုဇေဇေတို့ရှင်းတယ်လို့သာခင်ဗျားတို့မှတ်လိုက်ခင်ဗျားတို့ကျွန်တော်အဲ့လိုအရှင်းဆုံးပြောနေတာကျွန်တော်ဒီ attention မရလို့မရဘူးခင်ဗျားတို့နားလဲလားကျွန်တော်လုံနေလောက်ကပေါ်သေးသေးမဟုတ်ဘူးကျွန်တော်တိုက်နေရတာဒီလောင်ကစားတိုင်အကြီးကြီးနဲ့တိုက်နေရတာဒေါ်လာဘီလီယံနဲ့မီလီယံနဲ့ချီပြီးချမ်းသာတဲ့ကောင်တွေတထေးကြီးနဲ့ချနေရတာမင်းတို့နားလဲလားတရားရုံးမှာမြင်စရာအကြောင်းလည်းမရှိဘူးမင်းတို့ငါအရှိကငါပြောခဲ့ပြီးငါဒီကောင်တွေတရားဆက်မဆွဲတော့ဘူးငါပြောတာလူလိုငါအများကြီးရှင်းခဲ့ပြီးမင်းတို့အဲ့ကြောင့် live ကိုလာကြည့်ကြပါလို့ငါပြောတာမင်းတို့တရားဆွဲတဲ့ငါမနိုင်ဘူးဒီကောင်တွေနောက်ကပတ်စံနေအများကြီးအပုံလိုက်ရှိတယ်မင်းတို့နားလဲလားဘာလို့မှလေစောက်ချိန်နေကုန်ပြီးပတ်စံနေကုန်မှမျိုးတရားရုံးတိုက်အောင်ထိရောက်တဲ့နီးကိုလုံနေတာဒီကောင်တွေလုံနေတဲ့လုံရက်ကနိုင်ငံတော်အကြီးအကဲတွေမသိလို့ဒီကောင်တွေလုံလို့ရနေတာခင်ဗျားတို့မင်းတို့ခေါင်းလေးနည်းနည်းမှတ်ထားငါဖြစ်နေတဲ့ပုံစံဘယ်လိုဖြစ်နေလဲဆိုမင်းတို့ငါပြောစိတ်အေးအေးလေးထားလိုက်ငါဖြစ်နေတဲ့ပုံစံမင်းတို့စဉ်းစားကြည့်လိုက်ရုပ်ရှင်ကားတကားထဲမှာအိမ်မှာတရေတွေ့ပါတယ်လာပြောတယ်မင်းတို့မယုံဘူးအဲ့လိုအခြေအနေဖြစ်နေတယ်မင်းတို့သိလားဒီကောင်တွေလုံရက်ကြီးကိုငါအကုန်အစဆုံးမြင်နေတယ်ဒီကောင်တွေနောက်ကလောင်းစားထိုင်နေနေမင်းတို့ဒီလူငယ်တွေမျိုးဆက်ကိုဘယ်လိုဖြက်စီးတစင်ငင်းတော့မင်းတို့အခုချိန်မှာတိုင်းမလို့မိသေးဘူးဆိုရင်မင်းတို့လာတော့မှတစင်ငင်းမင်းတို့ပေါ်တာကြီးလုံးမိနေပြီမင်းတို့ကိုယ်တိုင်လည်းသိတယ်မင်းတို့ပေါ်တာကြီးဒီပွဲတွေကိုလောင်းနေတာမင်းတို့ကိုယ်တိုင်လည်းသိတယ်ဒီဟာကိုပြောနေပလန်ချလုပ်နေတာငါမြင်လို့မင်းတို့ပြောနေတာဒါရတကယ်ပြဿနာကြီးနော်မင်းတို့ပေါ်သေးသေးထင်နေရလားဒီကိစ္စငါမြင်နေတာနှိမ့်နဲ့ချီနေပြီငါဒီအတိုင်းဝိုင်းထဲမှာငါနေခဲ့ဘူးတယ်ငါအကြောင်းသိတယ်ကောင်းကောင်းသိတယ်ငါဒီလောင်းကစားအတိုင်းဝိုင်းထဲမှာမင်းတို့ဒီမြန်မာနိုင်ငံလောင်းကစားထိပ်ပိုင်းတိုင်းဝိုင်းထဲမှာငါနေခဲ့ဘူးတယ်ငါအားလုံးသိတယ်ငါအမြင်မှန်ရနေလို့မင်းတို့ငါလူလိုသူလိုပြောနေတာဒီဟာကြီးကမင်းတို့ပလန်ချပြီးတိုင်းပြည်တစ်ခုလုံးကြောက်တဲ့ကိုဆွဲချနေတာမင်းတို့နားလေလားနည်းနည်းအမြင်မှန်ရတော့မင်းတို့ငါမုန်းလို့ရတယ်ငါဒီစောက်ခွက်ကြီးစောင်းနေတာမင်းတို့ပြောတယ်မလားမေးစောင်းနေတယ်သွားတွေစောင်းနေတယ်ဘာဖြစ်တယ်နှစ်ဖူဘာဖြစ်တယ်ညာကြိုက်တာမင်းတို့ပြောလို့ရတယ်မုန်းလို့ရတယ်ငါစောက်ခွက်ကြီးကိုမုန်းလို့ရတယ်ဒါပေမဲ့ငါပါဇက်ကထွက်နေတဲ့စကားတွေအမှန်ဆိုတာမင်းတို့နည်းနည်းအတိတရားလေးဝင်တော့